မင်္ဂလာပါရှင်အမရှမ်းမကြိုဆိုပါရစေညီမတို့အခုဒီတကားလေးရာကြတော့လှိုင်သာမြို့နယ်ကပေါ့နော်ဗရောက်ကားတဲ့အရာကမတ်ရွှေကြီးဝင်းစီကိုတွားရတက်နေမဲ့ installation မှာအပြီးစီတကားလေးတွေပါရှင်တကားရဲ့ပုံစံလေးကကြတော့ဒီဘက်ချမ်းကားတကားကိုအတေထားတာမျိုးဖြစ်ပြီးတော့ဒီဘက်ကကျတော့အပိတ်အဖွင့်ရက်ဖွင့်လုပ်ရမယ့်ပုံစံမျိုးလေးဖြစ်ပါတယ်သူရဲ့ size လေးကတော့အကျယ်9ပေအမြင့်9ပေရှိပါတယ်အပေါ်မှာလည်းအလှဒီဇိုင်းရှက်တာလေးကိုလည်းထည့်ထားပေးပါတယ်ရှင်မိတ်ဆွေတို့အနေနဲ့ဒီလိုတကားပုံစံမျိုးလေးလိုချင်တယ်ဒီလို size မျိုးလေးဆိုလို့ရှိရင်တော့တပေဈေးဟိုမှာ1400ပဲကျပြီးတော့တပေါင်လုံးဆိုရင်တော့မှ installation ကအပြီးစီးကိုအားသိမပြည့်တဲ့ဈေးနဲ့ရမှာပါနော်အမိတ်ရှန်ကတကားတွေကစမ်းပြီးမှထုတ်တာဖြစ်တဲ့အတွက် quality ဘိုင်းကတော့လုံးဝကိုစိတ်ချရပါတယ်ရှင်ရန်ကုန်မြို့အတွင်းတက်စင်ပြီးစီးမိုင်းတယ်တို့နေသားမာရီသူတွေအတွက်ဆိုရင်လည်းတေချာလေးဖတ်ပို့ပြီးတော့ဂိတ်ချစီစဉ်ပေးပါတယ်ရှင်ဆောက်လုပ်ရေးကန်ထရိုက်ကြီးများနဲ့အယောင်ဆိုင်ကြီးများတက်လည်းအကျိုးလက်ကားစီနှုန်းစီစဉ်ပေးထားပါတယ်ပေးရတဲ့စီနှုန်းထက်တန်တောင်မှလိုချင်တယ်ဆိုရင်တော့ဒီတော့အမိတ်ရှန်ကိုလှမ်းလာခဲ့ပါရှင်အဆုံးထိရှိသေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်